ဒီနေ့တော့ past simple tense ကိုလေ့လာကြည့်ရအောင် past simple tense ကိုဘယ်လိုအခြေအနေတွေမှာသုံးစွဲရမလဲဆိုရင်တော့အတိတ်ကာလမှာပြီးမြောက်ခဲ့တဲ့ကိစ္စရပ်တွေကိုပြောဆိုတဲ့အခါမှာသုံးစွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပုံမြင်နေတို့ဇာတ်လမ်းတွေကိုပြန်ပြောင်းပြောဆိုတဲ့အခြေအနေတွေမှာသုံးစွဲရမှာဖြစ်ပါတယ်past simple tense ကိုလေ့လာတဲ့အခါမှာပထမဦးဆုံး verb to be ရဲ့ past tense ဖြစ်တဲ့ was were ကိုလေ့လာရမှာဖြစ်ပါတယ်။ဒါကတော့ was were သည်ရှိခဲ့တယ်ဖြစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ was were ဆိုတာကတော့ present simple tense တုန်းက verb to be ရဲ့ present simple tense am is are ရဲ့ past tense က was were ဖြစ်တာဖြစ်ပါတယ်နော်။ was were ကို sentence structure ထဲမှာဘယ်လိုသုံးစွဲမလဲဆိုစစ်ကြည့်ရအောင်။ singular subject တစ်ခုကိန်းနေရဲ့ he she it I ငယ်အဲ့ဒါတွေကတော့ was နဲ့သုံးစွဲရမှာဖြစ်ပါတယ်ထူးခြားတာက am is are မှာတော့ဆိုလို့ရှိရင် I ကတော့ am နဲ့ပဲတွေ့တာဖြစ်ပါတယ်ဒီမှာကကျတော့ I က was နဲ့တွေ့ပါတယ်နော်အများကိ plural subject ကကြနောက်တစ်ခုကကျတော့ we you they ကကြတော့ were နဲ့တွေ့ရမှာဖြစ်ပါတယ် example sentence လေးကြည့်ရအောင် I was at home yesterday မနေ့ကငါအိမ်မှာဒီမှာအတိတ်ကာလကိုဖော်ပြတယ် yesterday ဆိုတာပါပါတယ်เนาะအဲ့တော့ခါကျတော့ verb ဒီရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်သုံးတဲ့အတွက် was နဲ့သုံးဆွဲပါတယ်အတိတ်ကာလကိုဖော်ပြတဲ့အချိန်ပြဖို့ adverb yesterday မပါဘဲနဲ့လေ I was at home ဆိုလို့ရှိရင်တော့သူဒီပြီးခဲ့တဲ့ကိစ္စတစ်ခုမှာအချိန်တစ်ခုမှာအိမ်မှာရှိခဲ့တယ်ဆိုတဲ့သဘောဖြစ်မှာပါ She was happy to see her friend သူမတငယ်ချင်းတွေနဲ့တွေ့ရလို့ပြောခဲ့တယ်negative လေးဆက်ကြည့်ရအောင် he wasn't late for school သူကျောင်းနောက်မကျဘူးအဲ့ဒီမှာဆိုလို့ရှိရင် not ဆိုလို့ရှိရင်ဒီ verb to be was ရဲ့နောက်မှာ not လေးကတ်လိုက်ရုံပါပဲဒီ wasn't တော့ကတော့ short form ဖြစ်ပါတယ်တူကောက်ပုံစံဖြစ်ပါတယ်နော် the weather wasn't sunny last week ပြီးခဲ့တဲ့အပတ်ကနေမသားခဲ့ဘူး question အမေးပုံစံဆက်ကြည့်ရအောင်အဲ့ဒါဆိုရင် verb to be လေးကိုရှေ့ထုတ်လိုက်ရုံပါပဲ my book on the table ငါစာအုပ်ကစပွဲပေါ်မှာရှိခဲ့တာလားplural subject နဲ့သုံးဆွဲတာဆက်ကြည့်ကြမယ် We were at the park yesterday သူတို့ကမနေ့ကပန်းခြံမှာ We were very happy ငါတို့အရင်ပြောခဲ့တယ် Tries friend under the table ကစားစရာတွေကစပွဲအောက်မှာမဟုတ်ဘူး People at the concert လူတွေကဂီတဖျော်ဖြေပွဲမှာလာရှိခဲ့တာလား When my friends excited for their trip ငါတငယ်ချင်းတွေကခရီးအတွက်စိတ်လှုပ်ရှားခဲ့ကြတာလားဒါဆိုရင်နောက်ထပ်တစ်ခု had verb to have တဲ့က have ရဲ့ verb to ဖြစ်တဲ့ past simple ပေါ့နော် verb to ဖြစ်တဲ့ had had ကိုဆက်လက်ပြီးလေ့လာရအောင် had ကတော့ရှိခဲ့တယ်ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကတော့ subject plus had plus object ဖြစ်ပါတယ်။သူ့မှာ subject ကို singular plural ခွဲစရာမလိုဘူး had ကအကုန်လုံးအတွက်သုံးလို့ရတာဖြစ်ပါတယ်။ I had a bicycle when I was young ကျွန်တော်ငယ်တုန်းကစပိန်တစ်စီးရှိခဲ့တယ် I had a headache yesterday မနေ့ကကျွန်တော်ခေါင်းကိုက်ခဲ့တယ်အဲ့တော့ negative ကိုကြည့်မယ်ဆိုရင်တော့သူက had ကို negative လုပ်မယ်ဆိုလို့ရှိရင် didn't have didn't ထည့်ရမှာဖြစ်ပါတယ်နောက်က အဲ့တော့ verb 0ပြန်လိုက်ပြရမှာဖြစ်ပါတယ်ဒါလေးသတိထားရမှာဖြစ်ပါတယ် had not လို့သုံးလို့မရပါဘူးเนาะThey didn't have meeting last week ပြီးခဲ့တဲ့ဘက်ကသူတို့အစည်းအဝေးမရှိခဲ့ဘူး question လုပ်မယ်ဆိုရင်တော့ did ကို subject ရဲ့ရှေ့မှာထုတ်ရမှာဖြစ်ပါတယ်အဲကြောင့် did plus subject plus verb 0 have plus object ကိုသုံးစွဲရမှာဖြစ်ပါတယ် Did you have many friends in school မင်းကျောင်းမှာတကယ်ချင်းတွေအများကြီးရှိခဲ့တာလားတစ်ခုကတော့ဒီ past simple ထဲမှာလူသိများတဲ့ verb to ဆိုတာကိုသုံးစွဲတယ်verb to do action verb ပေါ့နော်အဲ့တော့လှုပ်ဆောင်ချက်တွေကိုဖော်ပြတဲ့ verb တွေနောက်ကကျ state verb ခံစားချက်အခြေအနေတွေဖော်ပြတဲ့ verb တွေကိုသုံးစွဲတဲ့အခါမှာ verb to main verb to ကိုသုံးစွဲတဲ့ပုံစံနဲ့လေ့လာကြည့်ရအောင်အဲ့တော့ verb 2လို့ပြောလိုက်မယ်ဆိုလို့ရှိရင် regular verb နဲ့ irregular verb ဆိုတာကိုအရင်ဆုံးသိဖို့လိုမှာဖြစ်ပါတယ် regular verb ဆိုတာကကြတော့မူလပုံစံ base form အဲ့ကနေ verb 1 verb 2ကိုပြောင်းတဲ့အခါမှာ verb 1ကို et ပေါင်းလိုက်ရုံပဲပေါင်းသွားတယ်ဆိုရင်သူ့ကို regular verb ပုံမှန် verb တွေလို့သတ်မှတ်တာဖြစ်ပါတယ်မူလ verb 1ကနေ verb 2ကျရင် et ပေါင်းမယ် verb 3ကျရင် et ပေါင်းမယ်ဆိုရင်ဒီ verb ကိုပုံမှန်ဖြစ်တော့ verb regular verb လို့ခေါ်တာဖြစ်ပါတယ်ဒီ table လေးကတော့ example ပေါ်ပြထားတဲ့ regular verb လေးတွေဖြစ်ပါတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် verb 1ကနေ verb 2ပြောင်းတဲ့အခါမှာ et လေးတွေပေါင်းတာကိုလေ့လာကြည့်ပါနော်
နောက်ထပ်ကတော့ irregular verb ပုံမှန်မဟုတ်သော verb ဖြစ်ပါတယ် regular verb မှာ2မျိုးရှိပါတယ်အဲ့တော့ verb 1ကနေ verb 2ပြောင်းတယ် verb 3ပြောင်းတဲ့အခါမှာသူဒီပြောင်းလဲခြင်းလုံးဝမရှိဘဲနဲ့ ed မပေါင်းဘဲနဲ့မူလ verb 1နဲ့ sin 2အကုန်လုံးတူနေတာတစ်မျိုးရယ် verb 1 verb 2 verb 3တူနေတဲ့ example ပေါ်ပြထားတဲ့ table လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ irregular verb မှာ verb 1ကနေ verb 2ပြောင်းတယ် verb 3ပြောင်းတဲ့အခါမှာပုံစံဒီလုံးဝပြောင်းသွားပါတယ် ed မပေါင်းဘဲနဲ့နောက်ထပ်စလုံးအတစ်ပုံစံပြောင်းသွားပြီဆိုရင်လည်းသူ့ကို irregular verb လို့သတ်မှတ်ပါတယ် table လေးကတော့ irregular verb မှာလုံးဝပြောင်းသွားတဲ့ပုံစံနဲ့သုံးဆွဲရတဲ့ irregular verb လေးဒီ example ပြထားတာဖြစ်ပါတယ်sentence structure လုပ်မယ်ဆိုလို့ရှိရင် subject က singular plural စဉ်းစားစရာမလိုဘူးပြီးရင် main verb verb 2လာမယ်ပြီးရင် object လာမှာဖြစ်ပါတယ် ate breakfast at 7 am သူမနက်9နာရီမှာမနက်စာစားခဲ့တယ် negative လုပ်မယ် had တုံးကလိုပါပဲ subject plus didn't plus verb 0 plus object ပါI didn't go to school yesterday ကျွန်တော်မနေ့ကကျောင်းမသွားခဲ့ဘူး။ပြန်လုပ်မယ် did ကို subject ရှေ့ထုတ်လိုက်မယ်။ did plus subject plus verb 0 plus object ပါ။ Did he play football yesterday မနေ့ကသူဘောလုံးကစားသလား။ဒါဆိုရင်တော့ past simple tense အတိတ်ကာလကိုပေါ်ပြတဲ့အခြေအနေလေးတွေကိုသုံးဆွဲတဲ့ပုံစံကိုနားလည်လောက်မယ်လို့ယူဆပါတယ်နော်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြရအောင်။